ဖောက်ပြန်တတ်တဲ့သူကဖောက်ပြန်ခွင့်ကြုံလာရင်ဖောက်ပြန်ပါပဲဗီဇပါလာရင်ပြောနေလဲပို့ပါပဲပြုပြင်ရခက်ပါလားဆိုတာကိုနားလည်သွားတဲ့အခါကိုပြောလို့ရတဲ့လောက်ပဲပြောတော့မယ်ကိုစကားတွေကသူ့အတွက်အကျိုးမရှိဘူးဆိုရင်အကုသိုလ်ဖြစ်ခံပြီးတော့ပြောမနေတော့ပါနဲ့ကိုစိုက်ခဲ့တဲ့ဒီကိုသာပြန်စားရတယ်ကိုဘဝနဲ့ကိုသာရှိပါစေတော့ဗီဇပါလာရင်ပြုပြင်ရခက်ပါလားဆိုပြီးတော့အဲ့ဒီသူဘောကိုချစ်လဲမချစ်နဲ့မုန်းလဲမမုန်းနဲ့ဥပိ္ပခာတရားသာထားလိုက်ပါဒါဆိုရင်အေးချမ်းပါလိမ့်မယ်လူတိုင်းကကိုဖြစ်စေချင်တယ်လို့ဖြစ်မှာမဟုတ်ဘူးသူ့အကြောင်းနဲ့သူရှိကြတယ်အရာရာကိုလိုက်ပြီးတော့ထိန်းချုပ်လို့မရပါလားဆိုတာကိုနားလည်သွားတဲ့အခါအရင်ကထက်ပိုပြီးတော့အေးချမ်းလာပါလိမ့်မယ်ကိုထိန်းချုပ်လို့ရတဲ့အရာတွေပေါ်မှာပဲအာရုံစိုက်ပြီးတော့နေ့ရက်တိုင်းကိုဖြတ်တန်းလာတတ်ပါလိမ့်မယ်ကိုယ့်ရဲ့ဘဝကိုပဲအာရုံစိုက်ပြီးတော့ကိုယ့်ရဲ့ဘဝမှာအမှားနဲ့အောင်တတိတရားနဲ့အမြဲတမ်းစဉ်းစားဆင်ခြင်သုံးသပ်ပြီးတော့ဖြတ်တန်းတက်လာပါလိမ့်မယ်လူတွေကတဦးနဲ့တဦးတွေ့ဆုံခြင်းတွေမှာအကြောင်းရှိလို့သာတွေ့ဆုံကြပြီးအကြောင်းမရှိတော့တဲ့အခါဘလောက်ပဲဆွဲထားဘလောက်ပဲတန်ရုံးစင်ရှိပါတယ်ပြောတနည်းမဟုတ်တနည်းနဲ့ခွဲခွာရမှာပါလားဆိုတာကိုနားလည်သွားတဲ့အခါကိုတယောက်တည်းအေးအေးဆေးဆေးလေးနေတတ်လာလိမ့်မယ်ကို့လို့ပြီးတော့ဘသူ့ပေါ်ကိုမှအရန်ကြီးစိတ်မနစ်ထားတော့ဘူးတန်ရုံးစင်တွေမတွေ့မိအောင်နေတတ်လာပါလိမ့်မယ်နေ့ရက်တိုင်းစကားတွေအများကြီးပြောနေပေမဲ့ကိုပြောတဲ့စကားတိုင်းကိုလူတိုင်းကအလေးနဲ့ထားမှာမဟုတ်ဘူးလို့သိလာတဲ့အခါနားလည်သွားတဲ့အခါစကားကိုလိုတာထက်ကိုမပြောတော့ဘူးလိုတာလောက်ပဲပြောတတ်လာလိမ့်မယ်လူတွေကများသောအားဖြင့်သူတစ်ပါးရဲ့အကြောင်းကိုသူတို့သိတဲ့လောက်သူတို့မြင်တဲ့လောက်သူတို့ကြားတဲ့လောက်လေးတွေနဲ့သူတို့သဘောကျတဲ့အခါကောင်းတာကိုပြောမယ်သူတို့သဘောမကျတဲ့အခါမကောင်းတာတွေပြောပြီးကဲ့ရဲ့ရှုံချတတ်ပါလားဆိုတာကိုနားလည်သွားတဲ့အခါပတ်ဝန်းကျင်ရဲ့စကားတွေကိုမခံစားတော့ပဲသူတို့အကြိုက်လိုက်မနေတော့ပဲရှင်းချက်တဲ့သူတွေရောက်ဖြစ်လာပါလိမ့်မယ်အနာကထွက်ခွာသွားကြတဲ့အခါတက်ရှိတက်မက်တွေပျက်စီးသွားကြတဲ့အခါအရာအလုံးကခဏလေးတွေပါပဲလားဘာတစ်ခုမှအစင်သာဝရမြဲတယ်ဆိုတာမရှိပါလားတနည်းမဟုတ်တနည်းနဲ့ပျက်စီးကြရမှာပါလားလို့မမြဲခြင်းအနိစ္စသဘောတရားကိုနားလည်သွားတဲ့အခါဘယ်လိုလမ်းခွဲခြင်းတွေမှာပဲဖြစ်ဖြစ်ဝမ်းမနေရတော့ဘူးလောကကြီးရဲ့အမှန်တရားကိုနားလည်သွားလို့တနေ့နေ့မှာတည်ကြရမှာပါလားလို့ပျက်စီးခြင်းကိုနားလည်သွားတဲ့အခါအသက်ရှင်ခြင်းဟာတန်ဖိုးရှိပါလားအသက်ရှင်နေခြင်းရဲ့တန်ဖိုးကိုနားလည်သွားရင်အကုသိုလ်ဖြစ်အောင်မနေတော့ဘူးအပြောတွေအလုပ်တွေအတွေးအကြံတွေကိုစင်ကြယ်အောင်သီလသမာဓိပညာတွေနဲ့ထိန်းပြီးနေ့ရက်တိုင်းကိုတန်ဖိုးရှိအောင်နေတတ်လာနိုင်မယ်တတဝမှန်တဲ့၍တရားတွေ့ချမ်းမြေ့သာယာရှိပါစေတတဝခတ်သိမ်းတရားကိန်းအေးအေးချမ်းချမ်းရှိကြပါစေ